အားလုံးပဲကျွန်တော်ရဲ့မိတ်ဆွေများအားလုံးမင်္ဂလာပါဗျနော်ဒီ site က3ကတ်စနစ်နဲ့ဗျနော်3ကတ်စနစ်နဲ့သူလောက်ထားတဲ့စီတိုစနစ်ကတော့တော်တော်လေးကောင်းနေဗျနော်စက်တဲလာတဲ့စနစ်ကဘယ်လိုလာလဲဆိုတော့စတဲလာတာ9ထိပ်ဇောင်းအောင်မှာ9ထိပ်ဇောင်းအောင်မှာ9ထိပ်နော်ဒီ9ထိပ်ဒီ3ထိပ်ရိုက်ခဲ့ပြီဟုတ်ပြီနော်9ထိပ်3ထိပ်ရိုက်လိုက်တာ ਨੇ အဲ့ဒီ9ကိုနောက်နှလုံးပေါင်းချင်း9လို့ရိုက်ပြီးသူ့အောင်မှာခွာ9လို့ဆက်ရိုက်တယ်ဒီ9ထိပ်လို့ရိုက်လိုက်တာ ਨੇ သူ့ရဲ့တပင်းကြမှာနောက်နှလုံးပေါင်းချင်း9လို့ရိုက်လိုက်တာ ਨੇ ခွာ9လို့ရိုက်တယ်ဟုတ်ပြီနော်ဒါကဒုတိယကခုဒီမှာ9ထိပ်နောက်နှလုံးပေါင်းချင်းက9ခွာပေါင်းချင်းကလည်း9လို့အညီရိုက်သွားပြီဟုတ်ပြီနော်အဲ့ဒီမှာ9ထိပ်နောက်ပေါင်း9ခွာပေါင်းချင်း9လို့ရိုက်လိုက်တာ ਨੇ အဲ့ဒီ3လုံးက9လို့ဖြစ်နေရမယ်ဟုတ်ပြီနောက်တစ်ကလာပြီ9ထိပ်နောက်ပေါင်း9ခွာပေါင်းချင်း9လို့ဖြစ်လိုက်တာ ਨੇ အဲ့ဒီနှလုံးခါနှလုံးနဲ့ထိပ်နေ9လို့ပဲဖြစ်နေရမယ်လာပြီနောက်တစ်ကဒီမှာ9ထိပ်လို့ရိုက်တယ်နောက်ပေါင်း9လို့ရိုက်တယ်ခွာပေါင်းချင်း9လို့ရိုက်လိုက်တာ ਨੇ အဲ့ဒီ3လုံးကနော်ခါနှလုံးနဲ့ထိပ်နေ9လို့ပဲရိုက်ခဲ့ပြီအဲ့ဒီ9တွေကိုဘယ်လိုပြန်ရိုက်လဲဆိုဒီမှာတစ်ချက်ပြန်ရိုက်ထားတယ်ဇောင်းအပေါ်ဒီမှာပြန်ရိုက်ထားတယ်ဘယ်လိုရိုက်ထားလဲဟာဒီ3လုံးပေါင်းချင်းเนาะဒီ3လုံးပေါင်းချင်း9ကိုသူကဟာဒီမှာတစ်ထိပ်နဲ့เนาะ sorry တစ်ခါအဲ့ဒီတစ်ခါနဲ့ဒီနှလုံးပေါင်းချင်းတွေက9လို့ပဲဆက်ရိုက်ထားတယ်ဟုတ်ပြီဒါเนาะဒီနှလုံးပေါင်းချင်းအဲ့ဒီနှလုံးပေါင်းချင်းနဲ့ဒီကောင်တွေက9လို့ပဲရိုက်ထားတယ်လာပြီနောက်တစ်ကလာပြီဒီမှာကြတော့ဒီ9ထိပ်နောက်ပေါင်း9အဲ့ဒီ3လုံး9လို့တည်လိုက်တာ9လို့တည်လိုက်တာ ਨੇ ဒီမှာရိုက်ထားတာနှလုံးပေါင်းချင်း6ဒီကနှလုံးပေါင်းချင်း6เนาะဒီကနှလုံးပေါင်းချင်း6နဲ့အဲ့ဒီက6ခါနဲ့9လို့ရိုက်ထားတယ်ဒါကျွန်တော်ဆွဲရင်ရှုံမှာမလို့เนาะမဆွဲတော့ဘူးเนาะတစ်ခါနဲ့ရှေ့ပေါင်းနဲ့9တယ်ဒီမှာ6ခါနဲ့ရှေ့ပေါင်းနဲ့9တယ်ဟုတ်ပြီအခုလာမယ့်ရောက်ကကြတော့နောက်ပေါင်း9ခွာပေါင်းချင်း9ဟာဒီ3လုံး9လို့လေတည်သွားခဲ့တဲ့အတွက်ဒီမှာနောက်နှလုံးရှေ့နှလုံးပေါင်းချင်းက2 sorry เนาะတစ်ခါလေးအဲ့လိုကျွန်တော်နှုတ်ကရောင်ပြောပြီးနားလေးပြီเนาะဒီနှလုံးပေါင်းချင်းက1နော်ရှေ့ပေါင်းချင်း1အဲ့ဒီတင်နဲ့ဒီက4ခါနဲ့ရတယ်9လို့ပဲဆက်ရိုက်ခဲ့တယ်ဟုတ်ပြီဒီနှလုံးပေါင်းချင်း6အဲ့ဒီနှလုံးပေါင်းချင်း6နဲ့ဒီက9ခါနဲ့9လို့ရိုက်တယ်ဒါမှအဆင်ပြေမှာနော်ဒီနှလုံးပေါင်းချင်း4အဲ့ဒီက1ခါနဲ့9လို့ရိုက်တယ်ဟုတ်ပြီနောက်တစ်ခါဒီမှာ4ခါဒီနှလုံးပေါင်းချင်းနဲ့ရတယ်9လို့ပဲဆက်ရိုက်ခဲ့ပြီဟုတ်ပြီအဲ့ဖြစ်စဉ်နဲ့သူလာပြီဒီမှာဒီ3လုံး9လို့ရိုက်လိုက်တာ ਨੇ တပင်းကြားမှာရိုက်မယ်ဒီ3လုံး9လို့ရိုက်လိုက်တာ ਨੇ တပင်းကြားမှာရိုက်တယ်ဒီ3လုံးက9ပြီအခုဒီမှာရောက်ကเนาะဇောင်းအပေါ်ဒီကနန်းရဲ့ဘယ်ကလာလဲဟုတ်ပြီအဲ့ဒီမှာ तू ကသူ့ပုံစံတိုင်းเนาะသူ့ပြပုံစံတိုင်းစင်းလာခဲ့ရင်ထိတ်ခွာပေါင်းခြင်းကအငယ်เนาะခွာပေါင်းခြင်းကအငယ်9ထိတ်10ထိတ်ဒီမှာခွာပေါင်းခြင်းအငယ်ရရမယ်ဖြစ်စဉ်မျိုးဘလို့ရိုက်မလဲဆိုတော့ तू ကဒီနေရာမှာဒီလိုလာတိုင်းအဲ့ဒီ9ထိတ်ကိုနောက်ပေါင်း9အဲ့ဒီ9ဒီနောက်ပေါင်း9အဲ့ဒီ9ဒီ9ထိတ်ကိုနောက်ပေါင်း9အဲ့ဒီ9ဒီ3လုံး9ဒီ3လုံး9အဲ့ဒီ3လုံး9အဲ့ဒီ3လုံး9အဲ့ဒီ9ရဲ့ဒီ9ရဲ့ပါဝါကိုဒီမှာ3ရဇောင်း3ရလို့ရိုက်ထားတယ်3ရခါလို့3ချက်ရိုက်ပြီးရိုက်လိုက်တာ ਨੇ ဒီမှာထွက်ခဲ့တဲ့ကနန်းเนาะပထမကတ်မှာ9 3ရ3ဇောင်းအောင်မှာ8 9 2ဇောင်းအောင်မှာခုလာမယ်နိုင်တဲ့အနေထားဘလို့လာလဲဆိုတော့53เนาะ53သူကဘလို့လာလဲဆိုတော့3ရခါလို့တင်လိုက်တာ ਨੇ အဲ့ဒီနှလုံးအတွဲလိုက်เนาะဒီနှလုံးကအတွဲလိုက်ဒီမှာဆင်းလာတယ်เนาะဒီပထမကတ်မှာ3 5เนาะ3ရခါလို့တင်လိုက်တာ ਨੇ 3 5အဲ့ဒီ3 5နောက်ပိတ်ရထိတ်ဒီ3နှလုံးကအဲ့ဒီမှာထဲဟုတ်ပြီသူ့ရဲ့ဇောင်းအောင်မှာဒီမှာ8နှစ်အဲ့ဒီ8နှစ်ကနေဒီမှာ300ခါလို့တည်သွားပြီ300ခါရဲ့အောင်မှာအဲ့ဒီမှာ82 28အဲ့ဒီကလန်ကလည်းဒီမှာတွဲသွားပြီဟုတ်ပြီအခုဒီမှာလာမယ်ဘယ်လိုလာမလဲ300ခါရဲ့အောင်မှာဒီနှလုံးရှိတယ်95အတွဲနော်95အတွဲ300ခါလို့ရိုက်တယ်ဟာဒီနှလုံးနော်300ခါလို့ရိုက်တယ်ဟာဒီနှလုံး300ခါလို့ရိုက်တယ်ဟာဒီနှလုံးဒီမှာ35 28 95အဲ့ဒီကနန်းကြီးကဒီမှာလိုက်တွဲ53 82ဒီမှာလာမယ်သူ့ပုံစံတိုင်းဆိုရင်9ထိပ်3ကနောက်ပိတ်เนาะဒီနောက်ပိတ်ကဒီမှာထိတ်လို့ရိုက်တယ်အဲ့ဒီ3ကနောက်ပိတ်လို့ရိုက်တယ်ဒီမှာကျတော့8ဒီ8ကထိတ်လို့ရိုက်တယ်အဲ့ဒီ2ကနောက်ပိတ်လို့ရိုက်တယ်ဒီမှာကျတော့9အဲ့ဒီ9ကထိတ်9ကနောက်ပိတ်လို့ရိုက်မယ်ဟုတ်ပြီ95အတွဲရပါပြီအဲ့ဒီ95အတွဲရလိုက်တာနဲ့ဒီမှာတေချာကြည့်နော်ဒီမှာထွက်တာက933ဒီမှာထွက်တာ85နှစ်ဒီမှာထွက်တာကเนาะဒီကနေ့တနေ့ဘေးမှာပဲတက်ရက်တယ်နော်တူဆောင်ဒီဘက်မှာလာအဲ့ဒီကနန်း3ခွက်ကတန်းဖွဲ့ရမယ်အနေထားဘလို့အနေထားလဲဆိုတော့ဖြစ်စဉ်နဲ့တော့ညီတယ်ဒါပေမဲ့ထောက်ချက်အနေနဲ့ကျွန်တော်ဘလို့ပြောမလဲထောက်ချက်အနေနဲ့ကျွန်တော်ကနန်းတစ်ပေါက်လှမ်းပို့လာနော်ပထမကတ်လည်းပို့သွားပြီဒုတိယကတ်လည်းပို့သွားပြီတတိယကတ်သူ့ပုံစံတိုင်းပို့ခဲ့မယ်ဆိုရင်ဒီချိန်မှာတခြားလေးကြည့်လိုက်နော်အခုဒီကနန်းဘယ်လာလဲပထမဆုံးစတယ်လာတယ်စက်နေကဒီလိုလာထားတယ်ဒီမှာ6ထိပ်နော်6ထိပ်ဇောင်း
သူ့ရဲ့ဆောင်တပင်းကြမှာရှေ့ပေါင်းချင်း၄ဟုတ်ပြီနော်6ထိပ်သူ့ရဲ့ဆောင်တပင်းကြမှာရှေ့ပေါင်းချင်း၄3နောက်8ထိပ်နော်3ပါပါ8လို့ထိပ်နေ3နောက်အငယ်8ထိပ်အငယ်နော်ဒီဖြစ်စဉ်ကအညီရိုက်ပြီးနောက်တစ်နေ့မှာလည်းဘယ်လိုလာလဲဆိုတော့6ထိပ်ရှင်းနှလုံးပေါင်းချင်း၄နော်ရှင်းနှလုံးပေါင်းချင်း၄ဒီမှာ3နောက်ပိတ်8ထိပ်အညီပဲနော်သူနှစ်မချဘူးနောက်တစ်နေ့ဆက်လိုက်တာဒီမှာကျတော့လေနောက်တစ်နေ့ကိုဆက်လိုက်တာ6ထိပ်ရှေ့ပေါင်းချင်း၄3နောက်ပိတ်8ထိပ်အညီပဲရိုက်တာနော်အဲ့ဒီလိုမျိုးရိုက်ခဲ့တဲ့စနစ်ကနေသူလာနှံ့ပို့နေတာပထမဆုံးစတင်တာ6နော်6ထိပ်ကနေတင်လိုက်တာဒီနှလုံး၄3နောက်ပိတ်8ထိပ်အဲ့လိုရိုက်ပြီးတော့8ထိပ်လို့ရိုက်လိုက်တာနဲ့ခါထောင်3လုံးက8တယ်နော်ခါထောင်3လုံးက8တယ်ဒီမှာကျတော့6ထိပ်နှလုံးပေါင်းချင်း၄3နောက်ပိတ်8ထိပ်လို့ရိုက်လိုက်တာနဲ့ခါထောင်3လုံးကခွန်တယ်နော်3နောက်ပိတ်ကနေရိုက်သွား8ထိပ်ကနေရိုက်သွားခါထောင်ကလည်းခွန်သွားစီနီယာဖြစ်ချင်းနဲ့3နောက်ပိတ်ရိုက်တယ်8ထိပ်ရိုက်တယ်ခါထောင်က8ဒီမှာကခါထောင်ကခွန်ဒီမှာ3နောက်ပိတ်8ထိပ်ခါထောင်က6လို့အညီရိုက်ထားတယ်နော်ခွန်8ခွန်6ဆိုတဲ့စနစ်နဲ့ခါထောင်3လုံး8ခါထောင်3လုံးခွန်ခါထောင်3လုံး6လို့အညီရိုက်ပြီးတော့သူပို့ထားတဲ့စနစ်ကဗရိတ်ကိုခွန်ဗရိတ်ကိုခွန်ဗရိတ်ကိုခွန်လို့ခွန်ဗရိတ်လို့စတဲလိုက်ပြီနော်ဗရိတ်ခွန်နောက်တဲ့နေ့မှာလေဗရိတ်ခွန်နောက်တဲ့နေ့မှာလေဗရိတ်ခွန်ဗရိတ်ခွန်ကအကြောင်းပဲမဟုတ်ဘူး38နော်38ရဲ့ဇောင်းပါပဲဒီမှာလေ38ရဲ့ဇောင်းပါပဲဒီမှာလေ38ရဲ့ဇောင်းပါပဲဗရိတ်ခွန်ကြီးကြာသွားပြီအဲ့ဒီဗရိတ်ခွန်တွေကနေပြီးတော့ပထမဆုံးစတဲလာတယ်ဖြစ်စင်နော်ဒီမှာရိုင်းမဲ့အနေထား933 85နှစ်ဒီမှာရိုင်းမဲ့ကနန်းသူဘယ်လိုစတဲလာလဲဆိုဒီမှာခွန်ဗရိတ်လို့ကြည့်လိုက်ခွန်ဗရိတ်လို့ကြည့်လိုက်တာနဲ့3နောက်ပိတ်8ထိပ်ဗရိတ်ခွန်လို့ဖြစ်လိုက်တာနဲ့သူ့အောက်ဆောင်ဒီကနေကြည့်လိုက်မယ်1 2 3 4 5မှာ350ဆိုတဲ့ကနန်းအဲ့ဒီကနန်းကဒီမှာရိုက်တယ်နော်အဲ့ဒီမှာရိုက်တယ်ဒီ350ဆိုတဲ့ကနန်းအဲ့ဒီကနန်းကဘယ်မှာရိုက်တော့ဒီမှာရိုက်တာဟုတ်ကဲ့နော်ဒီမှာရိုက်တာနော်ဒီမှာ350လို့ရိုက်သွားပြီဗရိတ်ခွန်ရဲ့ဇောင်းနော်ဒီမှာရိုက်ထားတာ350အဲ့ဒီ350ကဒီကိုလှမ်းရိုက်တာနှစ်မချဘူးနောက်တစ်နေ့လာပြီပထမကပ်ပြီးသွားပြီဒုတိယကပ်ဒီမှာ6ထိပ်ဒီနှလုံးလေးအဲ့ဒီ3 8ဒီ3 8ခါတော့မှလည်းအညီဒီမှာဗရိတ်ကခွန်လို့ရိုက်သွားပြီဗရိတ်ခွန်လို့ရိုက်လိုက်တာနဲ့သူ့အောက်ဆောင်ဒီကနေကြီးမှာ1 2 3 4 5ဒီမှာရိုက်ထားတာ2 8 5နော်ဒီလိုရိုက်ထားတယ်ဒီလိုရိုက်ထားတယ်အဲ့ဒီဗရိတ်ခွန်လို့ဖြစ်လိုက်တာနဲ့ဒီမှာထွက်တဲ့ကနန်းတနေ့ထဲတော့နောက်တစ်နေ့မကူးဘူးနော်တနေ့ပြီးတနေ့နောက်တစ်နေ့မကူးဘူးဒါပထမဒုတိယကအဲ့ဒီကဒီမှာထွက်သွားပြီနော်ဒီမှာထွက်သွားပြီနော်ဟုတ်ပြီနောက်တစ်ကလာပြီခုလာမယ့်ရောက်တဲ့နောက်တစ်ကဒီမှာ6ထိပ်နောက်ပေါင်းရှေ့ပေါင်းလေး3နောက်ပိတ်8ထိပ်လို့ရိုက်သွားပြီခါတော့မှလည်း6လို့ရိုက်သွားပြီဗရိတ်ကလည်းခွန်လို့ရိုက်သွားပြီအဲ့ဒီဗရိတ်ခွန်လို့ရိုက်လိုက်တာနဲ့သူ့အောင်မှာ1ချိန်2ချိန်3ချိန်4ချိန်5ချိန်မြောက်9တက်9ဆိုတဲ့ကနန်းနော်ဗရိတ်ခွန်ရဲ့ဇောင်း5ချိန်မှာ1 2 3 4 5အဲ့ဒီကနန်းကဒီမှာရိုက်သွားနိုင်တယ်ဘာကြောင့်လဲဆိုလို့စိုးသွားဒီမှာတည်ခဲ့တဲ့35 28ဒီကနန်းကနော်တွဲထားတယ်အတွဲလုံးကိုအငြိမ်ပေးထားတယ်ဟုတ်ပြီအဲ့တော့9တက်9လို့ထိုးရမယ်9တက်9လို့ထိုးရမယ်ပထမကတ်ဒီအရင်ကြည့်လိုက်3ကနောက်ပိတ်5ကထိတ်နော်ဒီမှာကျတော့8ကထိတ်2ကနောက်ပိတ်ဟုတ်ပြီအခုဒီမှာလာပြီ5ကထိတ်9ကနောက်ပိတ်မယ်အဲ့တော့9တက်9လို့ထိုးမယ်နော်9တက်9လို့ထိုးရမယ်9တက်9လို့ထိုးရမယ်ဗျဟုတ်ကဲ့သူပုံမှန်တိုင်းဝင်ခဲ့ရင်ဒီထိုင်နေပဲလာမှာဟုတ်ကဲ့ဗျနော်အားလုံးပဲကံကောင်းကြပါတကယ်ကောင်းတဲ့ပုံစံလေးနော်တကယ်ကောင်းတဲ့ပုံစံလေးဒီမှာတွဲလုံးအရင်ပေးတဲ့စနစ်35အတွဲက53အတွဲ28အတွဲက82အတွဲ95အတွဲက59အတွဲပြောင်းပြန်လှန်ထားတယ်9ထိတ်3ကနောက်ပိတ်8ကထိတ်2ကနောက်ပိတ်5ထိတ်မယ်9ကနောက်ပိတ်မယ်အာရင်တော့ပူကောင်းတာပေါ့ဗျာနော်အာရထိုးရင်တော့ပူကောင်းတာပေါ့ကျွန်တော်အားလုံးရေးပြလိုက်မယ်9တက်9ကသူ့အနေထားနဲ့အတိုင်းမစိုးဘူးသူ့အနေထားနိုင်မယ်နော်ပထမတေချာကြည့်ဒီနေရာမှာမျက်စိမတင်နဲ့နော်တနေ့ထဲနောက်တနေ့မကူးဘူးနော်ဟိုလိုပြောတာမဟုတ်နှစ်မချဘူးပြောတာ6ထိတ်နောက်တနေ့ကလည်း6ထိတ်နောက်တနေ့လည်း6ထိတ်ဒီကနေစတဲလာတာကျန်တဲ့အသေးစိတ်တွေမဆွဲတော့ဘူးနော်6ထိတ်ဇောင်းတပင်းချမှာရှေ့ပေါင်းလေးဒီမှာကျတော့လေ6ထိတ်ဇောင်းတပင်းချမှာရှေ့ပေါင်းလေးဒီမှာကျတော့လေ6ထိတ်ဇောင်းတပင်းမှာရှေ့ပေါင်းလေးဒီရှေ့ပေါင်းလေးလို့ကြားလိုက်တဲ့3နောက်အငြိဒီရှေ့ပေါင်းလေးလို့ကြားလိုက်တဲ့3နောက်အငြိ3ပြီးတော့3ပါမှာ8ထိတ်ကလည်းအငြိ3ပါမှာ8ထိတ်ကလည်းအငြိ3ပါမှာ8ထိတ်ကလည်းအငြိဒီရှေ့လို့ရိုက်လိုက်တာနဲ့ခါတော့မှာ8တယ်စီနီယာလာမှာဒီခါတော့မှာနောက်တနေ့မှာခါတော့မှာခွန်တယ်8ထိတ်ကိုခါတော့မှာခွန်တယ်နောက်တနေ့မှာ8ထိတ်ကိုခါတော့မှာ6တယ်ခါတော့8ခါတော့ခွန်ခါတော့6အငြိရိုက်ပြီးတော့ဗရိတ်ကိုခွန်ဗရိတ်မှာဒီမှာလေဗရိတ်ကိုခွန်ဗရိတ်နောက်တစ်ခါဒီမှာလေဗရိတ်ကိုခွန်ဗရိတ်လို့ရိုက်လိုက်တာနဲ့သူ့အောက်9ပင်ဒီကနေကြီးမှာနော်1 2 3 4 5အဲ့ဒီ9ပင်ကကနန်းဒီမှာကျတော့လေသူ့အောက်ဒီကနေကြီးမှာ1 2 3 4 5ဟုတ်ပြီနော်ဒီမှာကျတော့ခွန်ဗရိတ်သူ့အောက်ဒီကနေကြီးမယ်1 2 3 4 5ဟုတ်ပြီဗျနော်အငြိပဲနှစ်မကူဘိုးပဲနှစ်မချဘူးပြောတာနော်တနေ့ပြီးတနေ့စက်တိုက်လိုက်လာတဲ့ပုံစံ350နောက်တစ်နေ့မှာ8နဲ့5နောက်တစ်နေ့မှာဒီကနန်းဒီမှာထောက်ပေးထားတဲ့ကနန်းကကိုငါအတွဲတွဲထားတယ်ကိုငါအတွဲကိုရပြီးတော့ကျွန်တော်ကဒီနေရာမှာဘလို့ချစ်နိုင်သေးလေဆိုတခြားစစ်ပေါက်လိုက်ကြည့်လိုက်တော့သူကဒီကနန်းနှစ်ကွက်ကဒီကနန်းနှစ်ကွက်ကကိုလိုနှစ်မချဘဲနဲ့တနေ့ပြီးတနေ့ဆက်လာတယ်နော်ပထမ933အဲ့ဒီ933ကဒီနားမှာရှိနေတယ်နော်ရှိနေတဲ့အတွက်ဒီကနန်းက
ပေးတာလားနောက်တစ်နေ့ကိုလိုက်ကြည့်လို့ဒီကဏ္ဍကအဲ့ဒီကဏ္ဍကလည်းဒီမှာဆက်ရလားအဲ့ဒါဆိုရင်နောက်တစ်နေ့ဒီရဲကကဏ္ဍပဲဆက်ရမယ်ဆိုတော့ဘယ်ကဏ္ဍကိုသူဦးတည်ပြီးဘယ်ချိန်ကကဏ္ဍကိုဦးတည်ပြီးရိုက်တယ်ဆိုလို့ဒီမသက်တွေတွားပြီးတော့တတိထားလိုက်ပြီနော်3နောက်ပိတ်8ထိပ်ခွန်ပလက်3နောက်ပိတ်8ထိပ်ခွန်ပလက်3နောက်ပိတ်8ထိပ်ခွန်ပလက်ဖြစ်ခဲ့တဲ့စနစ်ကဒီ3ကရှိတာနော်သူ့အောက်တွေမှာလည်းမရှိတော့ဒီနေရာမှာပဲသူရှိထားတဲ့အတွက်ဒီကဏ္ဍဖွက်ခဲ့တယ်နောက်တစ်ခါဒီကဏ္ဍဖွက်ခဲ့တယ်နောက်တစ်ခါဒီကဏ္ဍဖွက်နိုင်တယ်ဆိုပြီးကျွန်တော်မိတ်ဆွေတို့ချပြပေးလိုက်တာနော်ဒီမှာလည်းသူက3ညခါအဲ့ဒီနှလုံးကတွဲလုံး3ညခါအဲ့ဒီနှလုံးကတွဲလုံး3ညခါအဲ့ဒီနှလုံးကတွဲလုံးအငြိမ်ပေးမဲ့ပုံစံမျိုး3ကတ်ဆိုတော့နော်အဲ့တော့မိတ်ဆွေတို့စင်ပြေလို့ထို့ကျွန်တော်သူ့ပုံစံတိုင်းဝင်ခဲ့ရင်တော့ငါတစ်ကိုဟုတ်ကဲ့ဗျနော်အားလုံးပဲတန်ကောင်းကြပါစေဒီဖြစ်စဉ်တွေနှားနေဗျနော်ဒီဖြစ်စဉ်တွေနှားနေနှစ်ကပေါင်းတက်ဆိုင်ဖြစ်သွားတာနော်ငွေကဏ္ဍပုံစံမျိုးနဲ့ဖြစ်သွားတယ်ဗရိခွန်ကလည်းရိုက်သွားဒီကဏ္ဍနော်ဒီမှာလှမ်းကြတယ်နော်ဒီမှာလည်းဗရိခွန်ရိုက်သွားဟိုက်ကဏ္ဍကြတယ်ဒီမှာလည်းဗရိခွန်ရိုက်ပြီးဟိုက်ကဏ္ဍမလာသေးတဲ့အတွက်မိတ်ဆွေတို့တကယ်ထိုးသိတဲ့အနေထားဟိုက်ကဏ္ဍ6.5ရဲ့နှစ်ကနဲ့တလုံးချင်းချိန်သွားမလားနော်ဟုတ်ကဲ့အားလုံးပဲကျွန်တော်မိတ်ဆွေများအားလုံးတန်ကောင်းကြပါစေဗျနော်တကယ်ကောင်းတဲ့ပုံစံလေးဗျ